အားလုံးပဲမင်္ဂလာပါခင်ဗျာ MC Sport နဲ့ကြိုဆိုလိုက်ပါတယ်အခုပဲဒါ Manchester United အသင်းနဲ့ Newcastle အသင်းတို့ရဲ့ပွဲပြီးသွားပြီပေါ့နော် Newcastle အသင်းကကျွန်တော်တို့ Manchester United အသင်းကိုနှစ်ဂိုးတစ်ဂိုးနဲ့သူတို့အပွဲအနိုင်ရရှိခဲ့တယ်ဒီပွဲကတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်အရှုံးနဲ့ထိုက်တန်တဲ့ပွဲလို့ပဲပြောရမယ် Newcastle ဘက်ကတယောက်ရော့နေရတော့ကျွန်တော်တို့နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိသွားခဲ့တယ်ပေါ့နော်ဒီပွဲမှာကစားပုံလည်းမကောင်းဘူးရတဲ့ခွင့်ရည်တွေလည်းအသုံးမချနိုင်ဘူးဘယ်လိုပြောမလဲတစ်ဖက်ကနှစ်ပွဲလေးပထမစကန်ရတာနဲ့အချိန်ကြီးတိတ်မကောင်းဘူးเนาะအတင်းမှာဒါလီဆန်ဒရိုမာတီနာမပါတာလည်းတော်တော်လေးကိုတိတာတဲ့အတင်းမှာဘလို့မှကိုမလုံနိုင်ဘူးပေါ့เนาะဒီပွဲမှာလည်းအဲ့လိုပဲလူကစတဲ့ဘာမှအရှင်ကြီးမကစားနိုင်ခဲ့ဘူးအကုန်လုံးတပွဲလုံးကြီးမကောင်းဘူးဗျဒါရတဲ့ခွင့်ရည်တွေဒီကတော့အခွင့်အရေးတွေလည်းရပါပွဲမကောင်းဆိုအခွင့်အရေးတွေရရင်အသုံးမချနိုင်ဘူးအမှုလေးဒီဘက်မှာတော်တော်ညံ့နေသူ့ရဲ့အပိုင်းလုံးလွဲတာတွေရှိရပေါ့နော်ဒါဟိုဘက်ကကိုယ်တမကောင်းသွားတယ်ပါ runs တွေကောင်းသွားတယ်ပါတယ်ဒါပေမဲ့ဒီနေ့ overall ခြုံကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီလုံးဝမကောင်းဘူးအရှုံးနဲ့ထိုက်တယ်ဘယ်လိုပဲဖြစ်ဖြစ်အရှုံးဆိုတော့ကားလက်ထက်မှာပထမဆုံးကြုံတွေ့ခဲ့ရတယ်ပေါ့ပရီးမီးယားလိပွဲရတော့ရှုံးမှာပေါ့နော်ပွဲတိုင်းတိုင်းနဲ့အပြင်တော့မရှိဘူးကျွန်တော်တို့တင်းနေတစ်ချိန်မို့တစ်ချိန်တော့ရှုံးမှာပဲအခုရှုံးသွားပြီဒါနျူကာဆယ်အတင်းအိမ်ဝင်ဆိုတော့ဒါအတိတခြားအတင်းတွေအတွက်ခက်ခဲတယ်ပေါ့နော်ကျွန်တော်တို့တင်းတယ်တကယ်ခက်ခဲခဲ့တယ်ဒါတယောက်ရောနေတဲ့အနေထားမှာတော့ဘာမှကိုမလုံနိုင်ခဲ့ဘူးဒီဘက်မှာဆက်စကိုဆိုလည်းတော်တော်ပျောက်တယ်ပေါ့နော်သူရှိလေရတဲ့ခွင့်လေးလည်းအသုံးမချနိုင်ဘူးဒီကတော့ဒဏ်ရာပြဿနာတွေလည်းတော်တော်များလာပြီပေါ့အခုဆိုရင်ကြောက်ဆိုရင်ဒါမဇာရာဘီပြန်လာသွားတဲ့ပုံစံမျိုးတွေ့ရတယ်ဒါလူရှိုးတို့ကစမီတို့လည်းထုတ်ခဲ့ရတယ်ဆိုတာတန်ရာကြောင့်မဟုတ်တာပွဲရဲ့အနေထားပေါ့နော်3ရက်တပွဲကန်ရတဲ့အချိန်မှာသူတို့တက်ရွယ်နေတဲ့အစ်စ်မပြေတော့လည်းတွေ့ရတယ်လူကားတွေဝင်လာတယ်အဆိုးဆိုတဲ့ performance ထပ်တော့ဘာမှပုံမလုပ်နိုင်ဘူးပေါ့နော်တာမန် performance တော့ပဲရှိရဲ့ကြည့်ရတဲ့ဒီပွဲမှာကိုနိုင်မယ်ဆိုတဲ့ခံစားချက်ကျွန်တော်လုံးဝမရဘူးအဲ့တော့ဒီပွဲရှုံးသွားတဲ့အတွက်တော့ဘာမှတော့ပြောစရာမရှိဘူးဘာဖြစ်လဲဆိုတော့ဒီနေ့တည်းဟန်ဒီလိုရှုံးမယ်ဒါပေမဲ့နောက်ပွဲတွေမှာပြန်ပြီးတော့ဒီချက်ပိုကောင်းဖို့လိုအပ်တယ်ပေါ့နော်ဒီအခုပွဲကတော့တကယ်မကောင်းတာပွဲခြေစွမ်းမကောင်းတာတော့ပွဲနည်းနည်းကြာပြီအဲ့ပါတဲ့ပွဲလေတိတ်ခြေစွမ်းတိတ်မကောင်းဘူးဒါပြီးခဲ့တဲ့ပွဲမှာဒါဝါဘာလဲပြီးခဲ့တဲ့ပွဲမေ့ပြီးခဲ့တဲ့ပွဲတွေအရင်ကြည့်ရတာများတော့ပြီးခဲ့တဲ့ပွဲတွေမေ့ဝါဒါကတော့ပြီးခဲ့တဲ့ပွဲမှာလည်းဒါခြေသွမ်းတော့မကောင်းဒါနိုင်သွားတယ်ပေါ့နော်နိုင်သွားတယ်ဒါနှစ်ဂိုးတစ်ဂိုးနဲ့နိုင်သွားပြီးတော့နှစ်ဂိုးတစ်ဂိုးနဲ့တော့နိုင်သွားတယ်ဒီနေ့ပွဲမှာလည်းခြေသွမ်းမကောင်းဘူးနောက်ပြီးတော့ထဲတဲ့ကစားသမားတွေလည်းဘာမှတိတ်ပြီးထွေထွေမလုံနိုင်ခဲ့ဘူးခြေသွမ်းပိုင်းရမကောင်းဘူးဆိုပေမဲ့ရတဲ့အခွင့်အရေးတွေဒါအသုံးချနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ဒီပွဲကိုနိုင်ရရှိမှာပေါ့နော်ဒါပေမဲ့ရတဲ့ခွင့်ရဒါယူလန်နီယိုတို့ခေါင်းတိုက်ချက်တွေရှိရဲနောက်ပြီးတော့အန်ဖူးမှုရဲ့အပိုင်အလုံးတွေရှိရဲနောက်ပြီးတော့ဆက်စီးရဲ့အဝေးကန်ချက်တော်ကောင်းနေတာကိုသမရန်ဆက်ပုတ်သွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲရှုံးပွဲတော့ဘာမှတော့ဝမ်းနေစရာမရှိဘူးကျွန်တော်တို့အဆင့်3မှာပဲတည်နေရတခုပဲပေါ့နော်ဗီလာရှုံးသွားတဲ့အတွက်ကျွန်တော်တို့ကဗီလာကိုအတင်းကို3မဲ့ဖြတ်ရမယ်အခွင့်အရေးတော့ဆုံးရှုံးသွားတယ်ဒါလီဗာပူးနဲ့ချက်စီကို3မဲ့ဖြတ်ထားတယ်ဗီလာနဲ့အမှတ်2အဆင့်3နေရာမှာကိုကွာချနဲ့ရက်တည်နေတယ်မိုက်ကယ်ကားရစ်အနေနဲ့ဒီလောက်ဒီလောက်ပြတာကိုပဲကျွန်တော်တို့ကကျေးဇူးတင်ရမယ်ဒီအချိန်ကြီးရောက်လာတဲ့အထိပေါ့နော်အဲ့တော့သူအနေနဲ့နောက်ပွဲတွေမှာပို့ပြီးလုပ်ပြနိုင်ကောင်းမှုလိုအပ်တယ်အခုချိန်ဒီထိတော့ဒါဘာမှတော့မဖြစ်သေးဘူးပေါ့နော်ဒီပွဲရှုံးသွားတဲ့ပုံမှာဘာမှတော့အတင်ပေါ်ထိကြိုက်တာတော့မရှိဘူးပေါ့ဒါပေမဲ့ Man City တည်ကြတယ်ကျွန်တော်တို့ဒီဟာကိုပြန်ပြီးတော့ top 4အတွက်ပို့ပြီးခိုင်မာတဲ့အမှတ်တွေတေးကြတဲ့အမှတ်တွေရဖို့တော့ဆုံးရှုံးသွားတယ်အဲ့တော့ဒီပွဲတော့ကျွန်တော်ဘာမှတော့ဝမ်းနေစရာမရှိရှုံးသွားတော့စိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့နိုင်ကျင်တဲ့အတင်းပရိသတ်တရားအနေနဲ့ဒါမှလည်းမတတ်နိုင်ဘူးအတင်းတော့ရှုံးပါပဲအဲ့တော့နောက်ပွဲတွေမှာနိုင်အောင်ချက်ပြီးကစားရမယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ